ဥပမာသင်ဟာရက်ပေါင်း30တိတိနေ့တိုင်းကြက်ဥ9လုံးစီစားမယ်ဆိုရင်ဘာဖြစ်မလဲပထမဆုံးနေ့ကြက်ဥ9လုံးစားလိုက်တဲ့ဘိုက်ထဲမှာနည်းနည်းလေးပြီးလေးပွားတယ်လို့ခံစားရနိုင်ပေမဲ့တစ်ဖက်ကလည်းအားအင်တွေချက်ချင်းပြေဝလာတယ်လို့ခံစားရလိမ့်မယ်ဒါဟာကြက်ဥထဲမှာပါတဲ့ပရိုတင်းရဲ့အကျိုးသက်ရောက်မှုပါဒုတိယနေ့မှာလည်းကြက်ဥထက်စားပါတယ်စားရတာနည်းနည်းလေးတော့ဤလိုဖြစ်လာပေမဲ့တင့်ခန္ဓာကိုယ်ကတော့ဖြည်းဖြည်းချင်းအသားကျအောင်ညှိယူနေပါပြီခန္ဓာကိုယ်ထဲမှာပရိုတင်းတွေကိုခြေဖြတ်ဖို့အပြင်းထန်အလုပ်လုပ်နေရတဲ့အချိန်ပေါ်9ရက်မြောက်နေ့မှာဆိုရင်တင့်ခန္ဓာကိုယ်ကဒီအစားအစာကိုအသားကျသွားပြီအားရင်တည်ငြိမ်လာတဲ့ကြွက်သားတွေပိုမြင်မြန်ပြန်ကောင်းလာတဲ့အာယုံစူးစိုက်မှုလည်းပိုကောင်းလာတဲ့15ရက်မြောက်နေ့မှာဆိုရင်ကြက်ဥထဲမှာပါတဲ့အုံနောက်နဲ့မျက်စိအတွက်ကောင်းမွန်တဲ့အာဟာရဓာတ်တွေနဲ့အကျိုးကျေးဇူးတွေစပြီးအစွမ်းပြလာပါပြီအုံနောက်ကပိုဖြက်လက်လာမယ်အသားအရည်ကြည်လင်လာမယ်ဖုန်းနဲ့ကွန်ပျူတာကြည့်တဲ့အခါမျက်စိကပိုခံနိုင်ရရှိလာပါလိမ့်မယ်21ရက်နေ့မှာဆိုရင်ကြက်ဥမှာဆာလဖာဓာတ်ကြွယ်ဝတာကြောင့်ချွေးနဲ့နည်းနည်းနေပြောင်းနိုင်တယ်အမြင့်ဓာတ်ပါတဲ့အသီးရွက်နဲ့တွဲမစားဘူးဆိုရင်အစာချေစနစ်နှေးကွေးသွားနိုင်ပေမဲ့လူအများစုအတွက်ပုံမှန်ပါပဲရက်ပေါင်း30ပြည့်တဲ့နေ့မှာဆိုရင်စုစုပေါင်းကြက်ဥ150စားပြီးတဲ့နောက်မှာတော့ကြွက်သားတွေပိုမိုကျစ်လစ်လာမယ်အုံနောက်ပိုမိုထက်မြက်လာမယ်ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ကိုလက်စထရောလည်းပိုကောင်းလာနိုင်ပါတယ်ခန္ဓာကိုယ်ကအာဟာရဓာတ်တွေပြည့်ဝနေတဲ့စွမ်းရည်အရင်းအမြစ်တစ်ခုလိုဖြစ်လာမယ်ဒါပေမဲ့အစားအသောက်များတာဖို့ကတော့အရေးကြီးဆုံးပါပဲကဲတင်ကောဒီစိန်ခေါ်မှုကိုစမ်းကြည့်ခြင်းလားအောက်မှာမှတ်ချက်ပေးခဲ့ပါဦး